တို့ကတော့ဒီဘက်နိုင်ငံတော့ယုံကြည်မှုတော့ပြရအောင်အနေနဲ့ကောင်းတယ်31ရက်နေ့ ISB နဲ့ချန်ပီယံလွှတ်ရမှာပေါ့နော်တို့အရာတွေတင်းရတော့တရေနဲ့အနိုင်ပဲပေါ့နော်ရှုံးလို့မရဘူးအဲဒါဆိုတော့31ရက်နေ့တော့အားပြင်းတဲ့တခြားနိုင်ရအောင်ကစားပြီးတော့ချန်ပီယံရအောင်ကြိုးစားတော့ဒီချန်ပီယံဆုရဖို့တော့ကျွန်တော်တို့ကတော့100%ပေါ့နော်ကျွန်တော်ယုံကြည်ရှိနဲ့အကောင်းဆုံးကျွန်တော်ကြိုးစားနေတယ်သူတို့ရဲ့ကွင်းထဲမှာလုံးနိုင်ဆွဲပို့တဲ့အတင်းကတော့ချန်ပီယံဖြစ်သွားမယ်လို့မြင်ပါတယ် Yeah, of course you will be champion. Try to be champion. ဒီကဒီပွဲအတွက်အနိုင်ယူဖို့ပါတယောက်ကြီးနောက်ဆုံးအကုန်လုံးအခြေအနေကြောင်းပုံဖြစ်သွားတာတော့တယောက်ကြီးနိုင်ဖို့goal score ကလည်းအခုနောက်မှာ AR ကလိုက်နေပြီဆိုတော့အမှတ်2နဲ့ပဲသူတို့နောက်ဆုံးပွဲကိုသူတင်ကိုတင်ကစားမယ်ထင်ပါတယ်ကျွန်တော်တို့ပဲကြာကြာနေဖြစ်နေသူတို့ပြိုင်ဆိုင်မှုပြင်းထန်တဲ့ပွဲကြတော့အားတွေအကုန်ထုတ်သွင်းတယ်နှစ်သင်းစလုံးကအကောင်းဆုံးသင်းတွေဖြစ်တယ်ကျွန်တော်အဲ့ဒါကြတော့ဘယ်လိုခေါ်မလဲခံမှန်းပေးလို့မရဘူးပေါ့နော်နှစ်သင်းစလုံးက level စိတ်နေဖြစ်နေတယ် Happy to score for the team. Yeah, of course you will be champion. Try to be champion. တို့ကတော့ဒီဘက်နိုင်ငံတော့ယုံကြည်မှုတော့ပြရအောင်အနေနဲ့ကောင်းတယ်31ရက်နေ့ ISB နဲ့ချန်ပီယံလွှတ်ရမှာပေါ့နော်တို့အရာတွေတင်းရတော့တရေနဲ့အနိုင်ပဲပေါ့နော်ရှုံးလို့မရဘူးအဲဒါအလုံး31ရက်နေ့တော့အားပြင်းတဲ့တခြားနိုင်ရအောင်ကစားပြီးတော့ချန်ပီယံရအောင်ကြိုးစားတော့ဖိုင်နယ်မှာတော့အခုလက်ရှိဖိုင်နယ်မှာတော့အကောင်းဆုံးကစားပါမယ်အခုရဲ့ကျွန်တော်တင်းရဲ့သူတို့ရဲ့နောက်ပိုင်းရဲ့အမားလေးတွေကျွန်တော်ဘွဲဖိုင်နယ်ပွဲမှာတော့ပြတ်ပြင်းမယ်ဖိုင်နယ်ပွဲကိုလည်းကျွန်တော်တို့ချန်ပီယံတော့ဖြစ်အောင်ကျွန်တော်ကြိုးစားပါမယ်ကျွန်တော်တို့ပဲကြာကြာနေဖြစ်နေကျွန်တော်တို့ကတော့ပထမ interview မှာကျွန်တော်ပြောသလိုပဲဒီ champion ဆုရဖို့တော့ကျွန်တော်တို့ကတော့100%ပေါ့နော်ကျွန်တော်ယုံကြည်မှုရှိနဲ့အကောင်းဆုံးကျွန်တော်ကြိုးစားနေတယ်ရအောင်လဲကျွန်တော်တို့တွေထပ်ပြီးတော့ကြိုးစားပါမှာပါဟုတ်ကဲ့ယုံကြည်ပါတယ်ဒီကဒီပွဲအတွက်အနိုင်ယူဖို့ပါပဲအယောက်ဒီနောက်ဆုံးအကုန်လုံးအခြေအနေကြောင်းကုန်ဖြစ်သွားကြတော့အယောက်ဒီအနိုင်ယူဖို့ဖြစ်သွားတာပေါ့ဟုတ်ကဲ့အဲ့လိုတော့မပြောတတ်ဘူးပေါ့နော်ကျွန်တော်တို့ရဲ့ကွင်းထဲမှာလုံးနိုင်ဆွဲပို့တဲ့အတင်းကတော့ချန်ပီယံဖြစ်သွားမယ်လို့မြင်ပါတယ်goal score ကလည်းအခုနောက်မှာ AR ကလိုက်နေပြီဆိုတော့အမှတ်2နဲ့ပဲသူတို့နောက်ဆုံးပွဲကိုသူတင်ကိုတင်ကစားမယ်ထင်ပါတယ်ဘောလုံးကမိနစ်60ကန်လာကျွန်တော်တို့ကဘလုံးနဲ့နီးပြဆရာဖြစ်သွားတဲ့ခါကျတော့ဘလုံးသမားဘဝမှာတော့အတိတ်နဲ့ရှိမယ်နီးပြဆရာဘဝရောက်သွားတဲ့ခါကျတော့နည်းနည်းခက်ခဲတယ်သုံးသက်ရတာကစားသမားတွေကတနေ့နဲ့တနေ့မတူဘူးဗျကန်တဲ့ရေချက်နဲ့နည်းနည်းကွဲနေပေါ့သူတို့ပြိုင်ဆိုင်မှုပြင်းထန်တဲ့ပွဲကြတော့အားတွေအကုန်ထုတ်သွင်းတယ်နှစ်သင်းစလုံးကအကောင်းဆုံးသင်းတွေဖြစ်တယ်ကျွန်တော်အဲ့ဒါကြတော့ဘယ်လိုခေါ်မလဲခံမှန်းပေးလို့မရဘူးပေါ့နော်နှစ်သင်းစလုံးက level စိတ်နေဖြစ်နေတယ်မှားတဲ့အသင်းရှုံးသွားမှာ